2020ခုနှစ်မှာကလေယာဟာ Venice တောင်ကိုဦးတည်ပြီးကားမောင်းလာခဲ့ပါတယ်။လမ်းမှာညမိုးချုပ်သွားတဲ့အတွက်သူမဟာရှေ့ဆက်မသွားတော့ပဲလမ်းဘေးကမိုးတဲတစ်ခုမှနားဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ချိုကောင်တာမှာဘသူမှမရှိတာကြောင့်သူမဟာခေါင်းလောင်းလေးကိုတီးလိုက်တဲ့အခါထူးထူးခြားခြားပြုံးနေတဲ့မျက်နှာလေး၃ခုကတ်ထားတဲ့စတစ်ကာကိုတွေ့လိုက်ရတယ်။ခဏကြာမှတော့ရှယ်လီဆိုတဲ့အမျိုးသမီးထွက်လာပြီးအခန့်ပေးပါတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲကလေယာရဲ့အခန့်တကားကိုတယောက်ကလာခောက်ပြီးပန်မဲလာရှိလာဆိုတဲ့ထူးဆန်းတဲ့မေခုံးကိုထက်ခါကလေးလဲမင်းနေခဲ့တယ်။အပြင်ထွက်ကြည့်တော့လေဘသူမှမရှိသလိုအပေါက်ကနေချောင်းကြည့်ရင်လည်းဘာမှမတွေ့ရဘူး။ကလေးယာရေချိုးခန်းနဲ့ရောက်နေတုန်းမှာပဲPin-up girl ဆိုတဲ့မျက်နှာဖုံးဆွတ်ထားသူကအခန်းထဲကိုတိတ်တဆိတ်ဝင်လာပြီးကလေးယာကိုဖမ်းဆီးသွားပါတော့တယ်။ကလေးယာတတိယလာတဲ့အချိန်မှာတော့မောင်မေးညစ်ပတ်တဲ့အခန်းတစ်ခုထဲကကလထိုင်မှာအချီခံထားရပြီး Dollface ကသူမကိုမျက်မှန်းပြန်တက်ပေးပြီးနင်ဘာလို့အသက်ခရရတာလဲဆိုတော့နင်ဒီမှာရှိနေလို့ပဲဆိုတဲ့စကားတခွန်နဲ့တင်ကလေးရရဲ့အသက်ကိုဓာတ်နဲ့ထိုးပြီးနှုတ်ယူလိုက်တယ်။အဲ့ဒီနောက်မှာတော့ Scarecrow နဲ့ Pin-up girl တို့ဟာနောက်ထပ်လူသက်ပွဲတစ်ခုအတွက်အောင်ပွဲခံခဲ့ကြပါတယ်။အခုလက်ရှိအချိန်မှာတော့မာယာဆိုတဲ့ main ကလေးဟာဒီလူသက်သမား၃ယောက်လက်ကနေလွတ်အောင်ပြေးနေရတာပါ။သူမဟာခုခံရတဲ့ Pin-up girl စစ်တဲ့ Shelly ကိုပြန်တက်နိုင်ခဲ့ပေမဲ့ Scarecrow ရဲ့ဒေါသတကြီးလိုက်လံမှုကိုရှောင်ရှားရင်တော်ထဲမှာတယောက်တည်းအားကိုးရမယ်ခြံရိပ်ခဲ့ပါတယ်။မာယာဟာလမ်းမွန်းပေါ်ရောက်တော့ရဲရရှိရော်တာနဲ့တွေ့ပြီးအကူအညီတောင်းခဲ့ပေမဲ့ခဏအကြာမှပဲရဲရရှိရော်တာဟာလူသက်သမားတွေဘက်ကပါဝိုင်းနေပြီးဒီရာဇဝတ်မှုအားလုံးကိုဖုံးကွယ်ပေးနေတဲ့သူမှန်မာယာရိတ်မိသွားပါတယ်။သူမဟာရဲကားကိုခိုးမောင်းပြီးထွက်ပြေးပေမဲ့ထရက်ကားကစီးနဲ့တိုင်းမီလူနီးပါဖြစ်ပြီးကားမောက်သွားခဲ့ပါတယ်။အဲ့ဒီမှာတင် Scarecrow ကသူမကိုပြန်ဖမ်းမိသွားတာပါ။တကယ်တော့ Scarecrow ဆိုတာရဲရရှိရော်တာရဲ့သား Gregory ဖြစ်နေပြီးသူ့အဖေကတားဖြစ်သူရဲ့လူသက်ဝါဒနာကိုဖုံးကွယ်ဖို့အတွက်မြို့ခံတွေကိုမတက်ပဲခရီးသွားတွေကိုပဲရွေးတက်ရမယ်ဆိုတဲ့စီကံနဲ့ခွင့်ပြုထားတာဖြစ်ပါတယ်။ Scarecrow နဲ့ Dollface တို့ဟာမာယာကိုသူတို့ရဲ့ပုံခုနေရာကိုခေါ်သွားပြီး Shelly ရဲ့အလောင်းကိုတစ်ဆက်ထဲထည့်ပြီးဖျက်ဆီးပစ်တာကိုမာယာကိုအတင်းကြည့်ခိုင်းခဲ့ပါတယ်။မာယာရဲ့အမ DB နဲ့အဖွဲ့ကမာယာကိုလိုက်ရှာနေပေမဲ့ရဲရရှိရော်တာကသူတို့ကိုလာမအောင်လုပ်ပြီးအဖွဲ့ထဲကလူတွေကိုတယောက်ပြီးတယောက်တပ်ဖြစ်ခဲ့ပါတယ်။ဒီအချိန်မှာတော့ပုံခုနေရာထဲမှာတော့ Scarecrow ကမာယာရဲ့အရေးပြားပေါ်မှာပြုံးနေတဲ့မျက်နှာပုံစံတက်တူးကိုအတင်းအမထိုးဖေးပြီးသူ့ရဲ့နောက်ထပ်လူသက်ဖို့ Pin-up girl အသစ်ထည့်သွားအောင်စိတ်ဓာတ်ပိုင်းဆိုင်ရာပါနှိမ့်ဆက်နေပါတော့တယ်။နောက်ပိုင်းမှာတော့သူတို့ဟာခရီးသွားမောင်နှမနှစ်ယောက်ကိုထပ်မံဖမ်းဆီးခဲ့ပါတယ်။ Scarecrow ကမာယာကိုအဲ့ဒီခရီးသွားတွေကိုတတ်ခိုင်းပါတယ်။မာယာကညှင်းဆန်ပေပေ Scarecrow ကအမျိုးသားကိုရက်ရက်ဆက်ဆက်တက်ပြလိုက်ပါတယ်။အဲ့ဒီရှုပ်ထွေးနေတဲ့အခိုက်အတုံးမှာမာယာကအခွင့်ကောင်းယူပြီးDollface ကိုပြန်လဲတတ်နိုင်ခဲ့ပေမဲ့ Scarecrow ကမာယာကိုလက်မလျှော့ပဲကြံနေတဲ့အမျိုးသမီးကိုတတ်ဖို့မာယာရဲ့လက်ကိုကင်ပြီးအတင်းအမဓာတ်နဲ့ထိုးခိုင်းခဲ့ပါတယ်။မာယာဟာအပြစ်အမဲ့သူတယောက်ကိုတတ်လိုက်ရတဲ့အတွက်စိတ်ဓာတ်တွေလုံးဝပြိုလဲသွားခဲ့ရပါတယ်။ရဲရရှိရော်တာကမာယာရဲ့အမ DB ကိုသစ်ဆက်စီခေါ်လာပြီး Scarecrow လက်ထဲအပ်လိုက်ပါတယ်။ Scarecrow က DB ရဲ့ခင်ပွန်းကိုတတ်လိုက်တယ်လို့မာယာရဲ့ရှေ့မှာတင်သူမရဲ့တူးဒီသောအမဖြစ်သူ DB ကိုပါတပ်ပြခဲ့ပါတယ်။မိသားစုအားလုံးဆုံးရှုံးသွားတဲ့မာယာဟာနောက်ဆုံးမှာတော့ကြောက်စိတ်တွေပျောက်ဆုံးပြီးကလဲစားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာလူသက်သမားတို့ရဲ့မြေအောက်အောင်းနေရာကိုလိုက်ရှာပြီးတွေ့ရှိသွားပါတယ်။အထဲမှာအေးအေးချမ်းချမ်းအရက်တောက်နေတဲ့ရဲရရှိရော်တာကိုမာယာကတနက်နဲ့အပြတ်ပစ်တက်လိုက်ပါတယ်။နောက်ဆုံးမှာတော့မာယာဟာ Gregory ခေါ် Scarecrow ရဲ့အခန်းထဲကိုရောက်သွားပါတယ်။ Gregory ကမာယာကိုသူ့အနဲ့အမျိုးအစားတစ်ခုတည်းသောလူသက်သမားတစ်ယောက်ဖြစ်သွားခဲ့တယ်လို့ပြောပါတယ်။မာယာကလည်းသူမမှာဘာမှဆုံးရှုံးစရာမရှိတော့ဘူးလို့ဆိုပြီး Gregory ကိုချော့မြူရင်းနဲ့တတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာပဲဓာတ်နဲ့ထိုးပုတ်ဆဲနဲ့ခုတ်ပြီးသူ့ကိုအဆုံးစီရင်လိုက်ပါတယ်။မနေ့ခင်းရောက်တော့မာယာဟာ Scarecrow ရဲ့မျက်နှာဖုံးကိုကိုက်ပြီးအဲ့ဒီသွေးစွန်းနေတဲ့မြို့လေးကနေသွေးအေးအေးနဲ့ထွက်ခွာသွားပါတော့တယ်။